안녕하세요 여러분. 디니 여러분하고 너무 바빠요. 아연 알lum냐리 소의 사정리 번호. 에리 사정리 소인 크나크나 바빠요. 아연 럽쇼대 소인 알lum묘이베 뼈니메 사 번호. 자နီလန်လေးတွေပေါ့နော်ရိုးမသွားအောင်လို့တခြားနီလန်လေးတွေနဲ့ဘလို့လှည့်ပြောမလဲအစားထိုးပြီးပြောမလဲကဲပြောလို့ရတယ်အဲ့လိုမျိုးအစားထိုးပြီးပြောလို့ရတယ်စာကြောင်းလေးတွေကိုဒီချက်ကပြပြပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကြည့်ကြည့်ရအောင်사라이자매 시작할게요. 네, 우선이네 오늘 너무 바빠요. 오늘 너무 바빠요. 디니 이해할놈야리. 하고요. 걔라고 너름이요. 오늘 정신이 없었어요. 오늘 정신이 없었어요. 디니 လုံညာတွေအဲ့တော့မူရင်းကတော့ 정신이 없었어요ဆိုတာကဒီအာယုံတွေပြန့်လွင့်နေတဲ့အာယုံမရဘူးအဲ့လိုသူကပြောချင်တာအဲ့တော့အာယုံမရလောက်အောင်ကိုသူအလုံများနေတယ်ဆိုတဲ့ပုံစံပြောချင်တာပေါ့နော်ဒါကြောင့်မလို့ဘာပါယူအစား 오늘 정신이 없었어요 အဲ့လိုလည်းပြောလို့ရပါတယ်နောက်တစ်ခု 오늘 시간이 없었어요 오늘 시간이 없었어요. 디니 아침မရှိဘူးအဲ့တော့အချိန်မရှိဘူးဆိုတာလည်းပဲပါတယ်လေအလုံးများတယ်လို့ပြောချင်တာပေါ့နော်네နောက်တစ်မျိုး오늘 너무 분주했어요. 오늘 너무 분주했어요. 디니အရန်အလုံးများတယ်အဲ့တော့ 분주하다လည်းပဲအတူတူပဲပေါ့နော်네ဒါကြောင့်မလို့ 오늘 너무 분주했어요. 네နောက်တစ်ကြောင်း오늘 쉴 틈이 없었어요. 오늘 쉴 틈이 없었어요. အဲ့ဒီမှာ쉬다가နားတာလေအနားယူတာဟုတ်တယ်နော်အဲ့တော့ရွှေဆိုတော့အနားယူမဲ့ tom ဆိုတာကသူကရှီကန်ဆိုတဲ့အချိန်နဲ့အတူတူပဲအဲ့တော့ရွှေရှီကန်လို့ပဲပြောရင်ပြောမပြောရင်ရွှေ tom လို့လည်းပြောလို့ရတယ်အတူတူပဲပေါ့နော်ဒီမှာတော့ဒီချက်က tommy လို့ထည့်ထားတယ်နော် tom အဲ့တော့ရွှေ tommy 없었어요အဲ့တော့နားမဲ့အချိန်တော့မရှိဘူးလို့ပြောတယ်အဲ့တော့အလုံများတယ်လို့ပြောချင်တာပေါ့နော်ပြောမယ်ဆိုရင် 오늘 쉴 틈이 없었어요နောက်တစ်မျိုး오늘 여러 가지 뛰어다녔어요. 오늘 여러 가지 뛰어다녔어요. 라서인 여러 가지 소 호호디디로 ပြောတာเนาะ 뛰어다녔어요 ဆိုတာပြေးလွှားသွားနေရတာပြောတာ호호디디ပြေးလွှားသွားနေရတယ်ဆိုတော့သူကပါတယ်လေအလုံးများတယ်ပေါ့အဲ့လိုပြောချင်တာအဲဒါဆိုရင်ဘယ်လိုပြောမလဲ 오늘 여러 가지 뛰어다녔어요 ရမယ်เนาะဒီနောက်တစ်ကြောင်း 오늘 눈코 뜰 새 없이 바빴어요. 오늘 눈코 뜰 새 없이 바빴어요. အဲ့ဒီမှာလည်းပဲ 눈코 뜰 새 없이ဆိုတာကဒီမျက်လုံးဖွင့်ချိန်တော့မရအောင်เนาะအလုံးရှုပ်တာအဲ့လိုပြောချင်တာကဲဒါကြောင့်မလို့အဲ့လိုမျိုးထည့်လိုက်တာပေါ့เนาะ 눈코 လို့သုံးလိုက်တာအဲ့တော့မြန်မာမှာဆိုလို့ရှိရင်တော့ပါတယ်လေဟိုရားလို့တော့မကုန်နိုင်ဘူးအဲ့လိုမျိုးလေအလုံးများလို့ပါတယ်လေရားလို့တော့မကုန်နိုင်ဘူးအဲ့လိုပုံစံလေးပေါ့เนาะသူကအဲ့ဒါဆိုရင် 오늘 눈코 뜰 새 없이 바빴어요 네နောက်တစ်ခု 여유 시간이 하나도 없었어요. 여유 시간이 하나도 없었어요. အဲ့မှာ 여유 시간ဆိုတာကဒီအားလက်တဲ့အချိန်ပေါ့နော်အားတဲ့အချိန်အဲ့တော့အားတဲ့အချိန်က 하나도 အားတဲ့အချိန်နဲ့ရတယ်သူကဒီ free ပေါ့နော်ဒီလွတ်တဲ့အချိန်လားအဲ့လိုပုံစံပေါ့နော်အဲ့တော့ 여유 시간이 အားတဲ့အချိန်က 하나도 ဆိုတာတစ်ခုတော့မှ 없었어요 မရှိဘူးအဲ့တော့အားလက်တဲ့အချိန်တစ်ခုတော့မှနော်အဲ့တစ်ခုလေးတော့မှမရှိဘူးအဲ့လိုပြောချင်တာဟုတ်ပြီနော်နားတဲ့ချိန်မရှိဘူးပေါ့လေဟုတ်ပြီနော်အဲ့တော့အလုံးများတယ်လို့ပြောတာပဲပေါ့ကဲဒါဆိုလို့ရှိရင်ဒါဒီအားလုံးဒီဇွန်နာက normal papaya ဆိုတဲ့အစားပေါ့နော်တခြားစလုံးလေးတွေနဲ့ကိုရီးယားစကားကျွေးတယ်ဆိုတာကိုပြလို့ရတာပေါ့နော်လှည့်ပြီးတော့ပြောလို့ရပါတယ်ကဲရမယ်နော်ဒါမှမဟုတ်လို့ရှိရင်လည်းအရန်ရိုးလို့ကိုကွာနော်အဲ့လိုမျိုးပြန်ပြီးတော့တခြားစာကြောင်းလေးနဲ့ပြောတဲ့သဘောလေးရတယ်ပေါ့နော်ကဲဒါဆိုရင်အစားနဲ့တစ်ခါပြန်ဖတ်ပြပါမယ် 오늘 너무 바빠요 오늘 정신이 없었어요. 오늘 시간이 없었어요. 오늘 너무 분주했어요. 오늘 쉴 틈이 없었어요. 오늘 여러 가지 뛰어다녔어요. 오늘 눈코 뜰 새 없이 바빴어요. 여유 시간이 하나도 없었어요. 네, 나중에 야매 테마에 나중에 한번 뵙기로 안녕.